အားလုံးပဲမင်္ဂလာပါကြွဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာညနေတကောင်တက်စီ66ပြပုံမြင်များတဲ့နောက်ဆုံးကြည့်တယ်ဖြစ်ပါတယ် မိုးဖွဲဖွဲရွာနေတဲ့စနေနေ့ညစ်တကောင်ရဲ့အချိန်အငှားရင်မောင်ကိုမင်းသူတယောက်လူသူရှင်းတဲ့လမ်းခွဲတစ်ခုအရောက်မှာတော့မိတ်တုပ်ဖြစ်နေတဲ့လမ်းမီးတိုင်အောက်ကခေါင်းဝင်အဖြူဝတ်အမျိုးသမီးတဦးကိုတွေးလိုက်ရပြီးကားရက်ပေးလိုက်ပါတယ်မြို့ပြင်ကသူ့တန်ဟောင်းနီးကိုပို့ပေးပါသူမကအေးဆက်လာတဲ့အတန်နဲ့တိုးတိုးလေးပြောပါတယ်ညင်းနဲ့နေပြီဖြစ်လို့ကိုမင်းသူအနှဲငယ်တွန်းဆုတ်သွားပေမဲ့တနာတာနဲ့ပဲတင်ခေါ်လာခဲ့မိတယ်ကားမောင်းနေရင်ကိုမင်းသူဟာတခုခုမမှန်ကန်ကြောင်းစတင်သတိထားမိလာတယ်။လေအေးပေးဆက်ဖွင့်ထားတာထက်ပိုတဲ့အေးဆက်မှုမျိုးကားတစ်စီးလုံးမှာလွှမ်းမိုးလာတာပဲ။နောက်ကြည့်မှန်ကနေတဆင့်သူမကိုလှမ်းကြည့်လိုက်တိုင်းငြိမ်သက်လွန်းနေပြီးသပင်ရှည်ကြီးတွေကမျက်နှာကိုဖုံးအုပ်ထားဆဲဖြစ်ပါတယ်